ခင်ပွန်းတော့ဝေစိတ်တဆဟင်းကမှုကြိုင်လိုအရှင်နေတော့စစ်မှတ်သူပြောတတ်တဲ့ပုံမှာနွေတပင်မြတ်တပင်လိုတန်ရိုးစင်ကိုတရားပါခဲ့ပါပြီခင်ပွန်းတော့ဝေဒါဟာပုံမမနခင်တစ်ခုရဲ့နေကြီးဦးတို့ပုတ်ကာတီကဝရန်တာလေးပါကွယ်လေကောင်းလေတန်နေနဲ့ညင်းခုန်မယ်တချို့ဝဆန်နေတာကိုငှက်ထပ်ပူရကောင်းလားလို့ရေသွန်းသွင်းမယ်တခါကမေယူမြင့်မူညများစိတ်ရင်ခိုင်ပါဘူးကြောင်းဂန်ကိုရီကျွေးနေတဲ့တက်တည်ပြမယ်ပကောင်းလေးစကားမများတတ်ပေမဲ့တခုခုလိုနေတယ်လို့ပါခင်ပွန်းတော်ရဲ့တရုတ်ထဲတည်နိုင်တဲ့အခွင့်အရေးလူသားအလုံးရပြီးတာကျွန်တော်သိပါတယ်ကျန်တဲ့ခိုက်တက်မှာပစီပစက်လေးတွေများလိုနေမလားတွေးမိတယ်လိုင်းကောင်းဖြူဖြူတွေကြောင့်အတော်တန်ဝင်ဖြစ်နေတာတော့လင်ငယ်လေးမထွက်ခွာနိုင်သေးတယ်လို့တခုခုလိုနေတော့မှာပဲကြက်တရေကိုလေတိုးတော့ဖွာကနေလွင်ကနေကြစ်ဆန်ပြီးမှလဲတခုမှနေဖွဖွရရပါနေတာတွေ့ဘူးတော့ကျွန်တော်ကိုညှို့ဆိုဖို့အပြီးတန်တစ်ခုရှိလိမ့်လို့နဲ့တွင်တွင်ရှာခဲ့ပူပါတယ်ခေါင်းမှာတနေရတွေများအားလုံးကိုယုံကြည်နေမျက်ရည်လွယ်စသဖြင့်ခင်မုန်းတော့ဝေပြောခဲ့ဘူးတလို့စိတ်ဝင်စားစရာကောင်းလောက်အောင်တူတိတူတက်ဆောင်ကြွကြွနိုင်စသဖြင့်အဲ့ဒီခေါင်းစဉ်တွေနဲ့ရှာခဲ့ပူပါတယ်ဘယ်လိုဖွင့်ဆိုကြလိမ့်မလဲပေါ့ကျွန်တော်ရှာကြည့်ရဲ့တိုးရီတောင်တွေမဖွင့်မရလက်ခုလက်တူအပြစ်တင်ကြရင်လဲတင်ကြပါစေလေဒီမဲ့ခင်ဖုံးတော့ဝေရဲ့ကျွန်တော်ဆိုတာကလေကိုတော်မကဲတင်ခြင်းစရာဝန်လေးမှုလေးပါအလှည့်ကြုတ်ပြီးမှလာခဲ့ရတဲ့ဘရောက်ပုံးနေတော့ကငို့ပါကိုနာမီကိုခေါ်ပြီးဘယ်နဲ့ကိုရှာနေမှမတည်တဲ့ကိုအောင်ငယ်ပါအလွမ်းတွေမူတော့မတက်နဲ့ခင်ပွန်းတော့ရဲ့ရှောက်ပစ်ကင်းတဲ့ရန်သူတော်ပါဒီအတိုင်းတမိုင်းဆက်ရရင်ဘယ်သူမှအနာတရားမဖြစ်ဘူးမဟုတ်လားပြောပါလေတကယ်ပြရှိသူတွေထွက်ခွာတော့ချိန်မှာတော့ခင်ပွန်းတော့ဂီတနဲ့ပဲသနာတွေဦးလိုက်တဲလိုက်နဲ့ကိုပြောပါတယ်ဘဲခင်မာမပန်းမိမကြဘူးတဲ့ရွက်လာပင်လေးတဲ့ဟိုချီရှိတော့ကပုံမြင့်အစ်စ်လေးတစ်ခုထဲမှာကောင်းကင်ပြလို့ရေးပြတယ်တန်တင်